conversion of galvanometer to ammeter ကိုသွားမှာဖြစ်ပါတယ်နော် galvanometer ကနေပြီးမှ ammeter ကို conversion ပူပြောင်းခြင်းသွားမှာဖြစ်ပါတယ်အဲ့ဒီမှာကသူ့မှာကလေဘာတွေပါလဲဆိုရင်ပထမဦးဆုံးဒီဘက်မှာ ampere ရဲ့ range ပါမယ်ပေါ့နော်နောက်တစ်ခုက galvanometer ရဲ့ resistance ပါမယ် galvanometer ရဲ့ range ပါမယ်ဒီဘက်မှာတော့ slash material ရွေးရမယ်ပေါ့နော်ဒါတော့ကိုကဘယ် material နဲ့ experiment လုပ်မလဲဆိုတာကိုဒီမှာရွေးပြရမှာဖြစ်ပါတယ်ကဲကြပထမဦးဆုံး ammeter ရဲ့ range ကိုသွားမယ်နော်အဲ့ကြ ammeter ရဲ့ range ကိုသွားမယ်ဆိုသူမှာဘာတွေပါလဲဆိုရင်ဒီမှာ135เนาะအဲ့ဒါလေးကဘယ်မှာသွားပြီးတော့ကျမတို့ရွေးမလဲဆိုရင်ဒီဘက်မှာ arrow လေးပါတယ်သူ့ကိုခောက်လိုက်ရင်တွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခုက galvanometer ရဲ့ resistance ကိုလည်းသွားမယ်เนาะအဲ့ကြ galvanometer ရဲ့ resistance ကိုသွားတယ်ဆိုရင်အောက်မှာလေသူကဘယ်လောက်ပါလဲဆိုရင်60တဲ့100တဲ့120တဲ့ဒါတွေပါတယ်ပေါ့เนาะကဲနောက်တစ်ခုပါလဲဆိုဒီမှာ galvanometer ရဲ့ range ကိုသွားမယ်20 30 50 သုံးမျိုးရွေးရမယ်ပေါ့နော်အဲ့ဒီတည်းကနေကိုလှုပ်ချင်တဲ့ experiment ရဲ့ပုံစံကိုဒီမှာရွေးလို့ရတာဖြစ်ပါတယ်နောက်တစ်ခုက slash material ရွေးမယ်ပေါ့နော် platinum လားဘာလဲပေါ့နော်ကိုဘာနဲ့လှုပ်ချင်တယ်လဲပေါ့နော်ဒီမှာ material ရဲ့အားလုံးပေါင်း၄မျိုးပေးတာဖြစ်ပါတယ်အဲ့ဒါကျမကတော့ဒီမှာရွေးလိုက်တယ်ပေါ့နော်ဘာလေးရွေးလိုက်တယ်လဲဆိုပထမဦးဆုံးဒီမှာ material ကိုတော့ platinum ရွေးမယ် ampere ရဲ့ range ကိုကျမဖိုက်ထားမယ် galvanometer ကတော့60ပဲထားမယ် galvanometer ရဲ့ range ကိုလည်းကျမ50နဲ့ထားမယ်ပေါ့နော်ဒီတိုင်း 5A 60 50 platinum ဒီလိုလေးထားလိုက်မယ်နော်အဲ့ကြတော့ဒီဘက်မှာတခုခုကျမတို့ကမြန် change လောက်လိုက်ပြီဆိုရင် k တန်ဖို့ figures of merit လည်းဒီမှာပြောင်းမှာဖြစ်ပါတယ်သူကပြောင်းသွားမယ်ဒီဘက်မှာတခုခုမ change ဘူးဆိုဒီတန်မှုရအောင်အဲ့ဒါကျမဒီမှာတစ်ချက်လေးပြလိုက်မယ်နော်ဒီမှာ3ထားကြည့်လိုက်ဟုတ်ပြီဒီမှာဘယ်လောက်ရလဲဆို6နောက်မှာလေ2601ရခုနက5ထားတော့လည်းမတူဘူးเนาะဒီမှာပြန်ထားပြပေးမယ်သူ့ကို5ထားကြည့်လိုက်ဟောအဲ့ဆိုဒီမှာ252လို့ရမယ်နောက်မှာဒီမှာเนาะ2252ရတန်ဖိုးကအဲ့ဒီမှာ changes လောက်သွားတာဖြစ်ပါတယ်ဒါက I တန်ဖိုးလို့ပြောတဲ့ ampere range လေးတစ်ခုပဲ change ရသေးတာเนาะနောက်ကဟာတွေမ change ရသေးဘူးဒါတော့မှသူ့တန်ဖိုးက changes လောက်သွားတာတွေ့ရမှာဖြစ်ပါတယ်အဲ့ကြဒီအောက်မှာတော့ तू က IG လို့ရေးတာပေါ့နော်IG ဖြစ်ပါတယ်ကျွန်မဒီအောက်မှာရေးပြပေးပါမယ် IG is equal to တဲ့ NK လို့ပြောတာဖြစ်ပါတယ်เนาะအဲ့ကြ NN ကဘယ်ကနေသွားမလဲဆိုဒီမှာ NN တန်မို့ K ကဘယ်မှာလဲဆိုဒီမှာကျွန်တော်တို့ changes လုပ်ပြီးသားရပြီးသားเนาะ figure ဆို metric ရဲ့နှစ်ခုမြောက်လိုက်เนาะအဲ့ကြကျွန်တော်တို့နောက်ထပ်ရှာမှာ S ကိုရှာရမှာဖြစ်ပါတယ် S is equal to တဲ့ ig.g by သူက I minus ig လို့ပြောတာဖြစ်ပါတယ်အဲ့ကြ ig ကကျမတို့ကဒီမှာလေရှေ့မှာသူကမြောက်လို့ရတဲ့တန်ဖိုးရှိမယ်ပေါ့နော်အဲ့ကြဒီမှာတော့ကျမ NK လေးပဲထည့်အောင်မယ်ပေါ့နော် NK .g တန်ဖိုး g ကတော့ကျမတို့ကဒီမှာလေ60ထားတယ်เนาะအဲ့ကြ g က g ပဲသူကမြောက်ထားတာပေါ့နော် g တန်ဖိုးရဲ့ I တန်ဖိုးအဲ့ဒီ I ကကြတော့ကိုရီရဲ့ဒီမှာ5 ampere ကိုပြောတာเนาะအဲ့ကြ5ရဲ့ဒါ I minus ဒီမှာ g နေရာမှာကျမတို့ကဘာထည့်မလဲဆို NK ထည့်မယ်เนาะ NK ထည့်မယ်အဲ့ဒါဆိုတန်ဖိုးတွေမြောက်လိုက်မယ်ပေါ့အစားသွင်းမြောက်မယ်ပေါ့နော် NN တန်ဖိုးထည့် K တန်ဖိုးထည့် G တန်ဖိုးထည့်မယ် I တန်ဖိုးထည့်မယ် NN ထည့်မယ် K ထည့်မယ်ဒါဆိုတန်ဖိုးရမယ်ဒါကျမဒီမှာနမူနာတစ်ခုထည့်ပြပေးပါမယ်အဲ့ဒါလေးကဘယ်မှာထည့်ရမလဲဆိုရင်တော့ဒီမှာပါမယ်ဒါလေးကိုထည့်မယ်ပေါ့နော်ကျမဒီမှာ 0.4 ထည့်ကြည့်ဟုတ်ပြီနော်အဲ့ဒါကျမတို့ထည့်တဲ့အဖြေ answer မှန်ကဘာလုပ်ရမလဲဆိုရင် submit လေးနှိပ်ပြရမှာဖြစ်ပါတယ် submit နှိပ်ပြီးမှန်တယ်ဆိုရင်တော့ကျမတို့က next step ကိုတစ်ဆင့်သွားရမှာဖြစ်ပါတယ်ဟုတ်ပြီနော်မှန်တယ်ဆိုရင်တော့ next step ကိုဆက်သွားပါမယ်နော်မမှန်ဘူးဆိုရင်တော့ကိုအစားသွင်းထားတာတစ်ခုခုက error ဖြစ်သွားတယ်ပေါ့နော်ဒါဆိုရင်တော့ပြန်တွက်ပေးရမှာဖြစ်ပါတယ်အဲ့ဒါကျမဒီမှာ submit နှိပ်ကြည့်မယ်ဟောဒီမှာဘာလို့လဲမှန်သွားပြီတဲ့သူကဒီမှာအမှန်ကြီးလေးပြတယ် next step လေးပြတာဖြစ်ပါတယ်အဲဆိုနောက်ထပ် experiment next level ကိုတစ်ဆင့်သွားရမှာဖြစ်ပါတယ်ကဲဒါနောက်ထပ် next level ရဲ့ experiment မှာဘာတွေကွဲပြားတယ်လဲဆိုကိုရီသုံးလိုက်တဲ့ material ရဲ့ density ကတော့ကွဲမှာဖြစ်ပါတယ် platinum သုံးသလားเนาะတခြား material တွေသုံးသလားအဲ့ဒီမှာသူက density တွေကလည်းလိုက်ပြီးပြောင်းသွားမှာဖြစ်ပါတယ်ဒါက platinum သုံးထားလို့သူ့ရဲ့ density ပေးထားတာဖြစ်ပါတယ်နောက်တစ်ခုဘာလဲဆိုရှာရမှာပေါ့เนาะရှာရမှာတော့ length of the wire တဲ့เนาะအဲ့ဒီ length of the တန်ဖိုးရှာခြင်းနေဆိုရင်
pi r square by rho into s လို့ပြောတာဖြစ်ပါတယ်။ဒါကြောင့်ဒီမှာရေးမယ်ပေါ့နော်။ n is equal to pi r square by rho into s ဖြစ်ပါတယ်။ pi r square ပေါ့။ pi တန်မိုးကတော့ 3.142 ထည့်လဲရတယ်လို့ဆိုင်းရင် calculator ဒီမှာပါနေကြဖြစ်တဲ့ pi တန်မိုးတစ်ခါတည်းထည့်လဲရပါတယ်။နော် 3.142 မှာမဟုတ်ဘူး pi တန်မိုးအရှိကြီးထည့်လဲရတယ်လို့ပြောချင်တာဖြစ်ပါတယ်။နောက်တစ်ခု r ကတော့ဘယ်မှာပေးလဲဆိုဒီမှာပေးပြီးသားဖြစ်ပါတယ် 0.1 mm ရှိပါတယ်တဲ့။ကျမတို့ဒီမှာထည့်မယ်နော်။0.1 milli ကတော့တန်းသဘာဝ -3 ထည့်လိုက်မယ်။ unit ကမီတာရမယ်ပေါ့နော်။အဲ့ဒါဆိုသူကဒီမှာနောက်က square the whole square ဆိုရင်တော့ meter square ရမယ်။ by rho တန်မိုးထည့်မယ်။ rho က 1.06 တဲ့။ 1.06 into တန်းသဘာဝ -7 နောက်က into s တန်မိုးထည့်မယ်။ဟုတ်ပြီ။ s တန်မိုးကဘယ်လောက်လဲဆိုရှေ့မှာတွက်ခဲ့တဲ့ 0.4 ထည့်မယ်။ဟုတ်ပြီနော် 0.4 ထည့်မယ်။အဲ့ဒါဆိုကျမတို့ဒီမှာရခဲ့ပြီပေါ့နော်။ရလာတဲ့တန်မိုးဒီမှာထည့်မယ်။ဒါပေမဲ့ထည့်တဲ့အခါမှာပါလဲဆိုမီတာတန်မိုးပြရမှာဖြစ်ပါမီတာပဲပြရင်ကျမတို့မီလီမီတာ changes လုပ်ပေးစရာမလိုပါဘူး။မီတာတန်မိုးပဲထည့်ပြီးရင်အောက်မှာစမစ်လေးနေကျမတို့ရဲ့အဖြေ result နောက်ဆုံးပြီးသွားမှာဖြစ်ပါတယ်။ဟုတ်ပြီနော်။အဲဆိုကျမဒီ t တစ်ခုပြီးသွားပြီပေါ့နော်။အဲဆိုနောက်ထပ်တစ်ခုသွားပါမယ်။ experiment ဖြစ်ပါတယ်။သူကဘာလဲဆိုရင် conversion of galvanometer to voltmeter ဖြစ်ပါနော်။galvanometer ကနေ voltmeter changes လုပ်မဲ့ experiment ဖြစ်ပါတယ်။သူမှလည်းဘာတွေရွေးမလဲဆိုကျမတို့ကဒီမှာselect the galvanometer ကိုရွေးတယ်။ဟုတ်ပြီဘယ်နှခုပါလဲဆိုတစ်ချက်ကြည့်အောင်ပါ။သူရဲ့ဒီဘက်မှာ arrow လေးပါတယ်။သူလေးကိုတစ်ချက်နှိပ်လိုက်ပါ။ဒါဆိုဘယ်နှခုပါလဲတွေ့ရမှာဖြစ်ပါတယ်။ဒီမှာ galvanometer 1ပါမယ်2ပါမယ်3ပါမယ်3မျိုးပါမယ်။ဒါပေမဲ့ကျမကတော့ number 1လေးကိုရွေးထားတာဖြစ်ပါတယ်เนาะ galvanometer 1ရွေးတယ်เนาะဒါပေမဲ့ဒီမှာ simulation တွေမှာဘာလုပ်လဲဆိုရင်ကိုတွေကတခါတည်းအပီးစီးပေါ့ဒီမှာ n တန်မိုးဆိုလဲပေးပြီးသား v တန်မိုးဆိုလဲပေးပြီးသား least count လဲသူကတွက်ပေးပြီးသားဖြစ်ပါတယ်ဟုတ်ပြီเนาะအဲဆိုကျမတို့အဲ့ဒါတွေကရှာစရာမလိုတော့ဘူးသူပေးပြီးသားဖြစ်ပါတယ်ဟုတ်ပြီเนาะအဲဆိုကျမဒီမှာထည့်လိုက်မယ် resistance of the galvanometer G က80တဲ့ဒါသူကပေးတာပေါ့เนาะgalvanometer G တန်မိုးက80ဒါက number 1ကိုရွေးလို့ကျွန်တော်နောက်ထပ်တစ်ခုချင်းလိုက်ရင်သူလည်းပဲလိုက်ချင်းပါပဲเนาะအကြ K လဲပေးတယ်2 into 10 to the power -5 ampere တဲ့ IG ကိုလို့ချင်း N into K အမှန်တကယ်တော့ N ကကျွန်တော်တို့ကနှစ်မျိုးသုံးလို့ရပါတယ် N အကြီးသုံးလေရတယ်လို့ N အသေးသုံးလေရပါတယ်เนาะသူကအမှန်တကယ်တော့ number of division ကိုပဲပြောတာဖြစ်ပါတယ်ဘယ်ပေါ်မှာလဲဆို on galvanometer ပေါ့ galvanometer ပေါ်မှာရှိနေတဲ့ number of division ကိုပဲပြောတာဖြစ်ပါတယ်။အနေအကြီးနဲ့ပြောလဲရတယ်။အနေအသေးနဲ့ပြောလဲရပါတယ်။ကြိုက်တာနဲ့ပြောပါ။အဲကြ तू ကဘာရှာပေးရမလဲဆို resistance လို့ပြောတယ်။ R အကြီးတန်မိုးရှာရမှာဖြစ်ပါတယ်။ resistance R အကြီးကိုလိုချင်တယ်။ဟုတ်ပြီကျမတို့ရှာကြမယ်ပေါ့။ R အကြီးကိုလိုချင်ရင်တဲ့ V by IG minus G တဲ့ဟုတ်ပြီ။ V တန်မိုးထည့်မယ်။ဘယ်မှာထည့်မလဲ။ဒီမှာ3လို့ပေးထားတယ်။ဟုတ်ပြီ။3ထည့်မယ်။ by IG IG ကပါလဲအနေအသေးနဲ့ဒါမှမဟုတ်အနေအကြီးပေါ့နော်အဲ့ဒါနဲ့ကီနဲ့မြောက်မယ်ကျမတို့ဒီမှာတော့အနေအကြီးကီနဲ့ပဲပြန်ထည့်လိုက်ပြီနော် minus G တန်မိုးထည့် G မဒီမှာ80ထည့်လိုက်နော်80ထည့်လိုက်နော်အဲ့ဒါဆိုတန်မိုးရပြီနော်ရတဲ့တန်မိုးကိုတော့ကျမဒီမှာနမူနာလေးထည့်ပေးမယ်ပေါ့နော်မှန်သလားမှားသလားဒီမှာ submit နှိပ်ကြည့်မှာဖြစ်ပါတယ်ဘယ်မှာလဲဆိုဒီမှာ submit လေးပါဒီထဲမှာထည့်မယ် submit နှိပ်ကြည့်မယ်မှန်တယ်ဆိုရင်သူလည်းပဲ next step တစ်ဆင့်ကိုဆက်သွားရမှာဖြစ်ပါတယ်မားတယ်ဆိုရင်တော့ error တက်ပြီဆိုရင်တော့ပြန်ပြီးတော့ရှာပေးရမယ်ပေါ့နော်ဒီမှာကျမကတော့4920ထည့်လိုက်မယ်ဟုတ်ပြီနော်မှန်သလားမှားသလားသိချင်စမိတ်မယ်ခေလို့လေဒီမှာအမှန်ချစ်တဲ့ next step သွားရပြီဆို next ကိုဆက်သွားရတယ်အဲဆို next step ကိုတစ်ဆင့်သွားမယ်ဟုတ်ပြီအဲဆိုကျမကဒါလေးကိုဒီလိုလေးလှည့်လိုက်မယ်ပေါ့နော်ဟုတ်ပြီဒါလေးကဘာလုပ်ပေးရမလဲဆိုရင်တာကနေဗို့မီတာပြောင်းခြင်းဘာလုပ်ရမလဲ series ဆက်ပေးရမှာဖြစ်ပါတယ်เนาะ connecting wire လေးတွေကို series ဆက်ပေးရမယ်ပေါ့နော်အမှန်တကယ်အပြင်မှာဆိုလည်းအဲ့လိုပဲဆက်ပေးရမှာဖြစ်ပါတယ် wire ကြိုးတွေလိုက်ဆက်ရမယ်ပေါ့နော်ဘယ်လိုဆက်ရမလဲ series ဆက်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီအဲဆိုကျမတို့ series ဆက်မယ်ဆိုဘယ်လိုလုပ်မလဲသူ့ကိုထောက်လိုက်ပြီဆိုသူနဲ့ဆက်ရမယ် wire ကြိုးဆက်ရမယ်နေရာမှာဒီလိုလေးမဲအပြောက်လေးတွေပါခဲ့မှာဖြစ်ပါတယ်ဒီလိုမဲအပြောက်လေးတွေတို့ဒီလိုမဲအပြောက်လေးတွေတို့ထောက်လိုက်ပြီဆိုတခါလဲတွေ့ရမှာဖြစ်ပါတယ်
အဲ့ဒါကျမဒီမှာထောက်ပြပါမယ်။အော် okay ဒီမှာတစ်ခုတွေ့ပြီချိတ်လိုက်မယ်။နောက်တစ်ခုဘယ်မှာချိတ်ရမလဲ။ okay တဲ့ဒီမှာချိတ်မယ်။နော်ချိတ်ကြည့်လိုက်အဲ့ဒါဆို तू ကဟုတ်ပြီရပြီ။နောက်တစ်ခုသွားမယ်။ तू ကဒီမှာချိတ်တယ်နော်ဒီမှာချိတ်လိုက်မယ်နော်။ okay နောက်တစ်ခုသွားမယ် तू လည်းပဲဒီမှာချိတ်ရမယ်။နောက်တစ်ခုသွားမယ် तू ကဒီမှာချိတ်နော် तू ကဟောဒီမှာချိတ်မယ်။ तू ကလည်းပဲဘယ်မှာချိတ်မလဲ။ तू ကတော့ဒီမှာချိတ်မယ်ပေါ့နော်။ရသွားပြီနော်ဆက်လိုက်ပြီဘာလုပ်မလဲဆို तू ကလေဒီကိုသုံးလိုက်တဲ့ simulation ရဲ့ဘေးမှာ तू က select resistant လေးတွေကို select လုပ်ရမယ်ပြန်ပြီးတော့ select လုပ်အောင်နော်အမှန်တကယ်ပြောချင်တာဒီမှာတော့ तू ကအကုန် select လုပ်ပေးပြီးသားအဲ့ဒါမှကျမတို့ပြန်ပြီးဒီ select လုပ်ခိုင်းတဲ့သဘောဒီ select လုပ်ရမယ်ပေါ့နော်အဲ့ကြဘယ်လောက်ဒီ select လုပ်ရမလဲဆိုရှေ့မှာကျမတို့ရှာခဲ့တာပေါ့နော်အာကိုရှာခဲ့တာက4920ရခဲ့တာနော်ကျမတို့သုံးလိုက်တာ4920 okay အဲ့ကြ4920ခုနကဆက်မှာကဘယ်လိုဆက်မလဲ CD ဆက်မယ် CD ဆက်မှာနော် CD ဆက်မယ်အဲ့ဆိုဘယ်လိုလုပ်ရမလဲအဲ့ဒီ CD ဆက်ဖို့နော်အဲ့ဘယ်လိုလုပ်ရမလဲဆိုရင်သူကနော် CD ဆက်ဖို့ဆိုရင် CD ဆက်မယ်ကွ4000နဲ့မှ920ကိုကျမတို့ဒီဘက်မှာရေးလိုက်မယ်နော် CD ဆက်မယ်ဆိုအာတန်မှုတွေဒဲပေါင်းရမှာပေါ့ဘယ်လိုဒဲပေါင်းမလဲဒီထဲမှာ2000ထိပါတယ်ဒါကျမဒီမှာ2000ရယ်နောက်ထပ်ပေါင်းမယ်နော်ပေါင်းမယ်ဘာနဲ့ပေါင်းမလဲဆိုရင်900ရယ်200ရယ်နောက်ထပ်200ရယ်နောက်ထပ်20ပေါင်းကြည့်မယ်ကွတော့ဒီမှာဒါဆိုရင်4000ဒါဆိုရင်900ဒါဆိုရင်20အဲ့ဆိုသူပြောတဲ့4920တန်ဖိုးကြိုက်သွားပြီပေါ့နော်အဲ့ဒါဆိုဒီဘက်မှာပြန်ပြီးတော့ရွေးပေးရမှာဖြစ်ပါတယ်ရွေးမယ်နော်အဲ့ဒါကိုသုံးထားတဲ့တန်ဖိုးတွေကိုပြန်ရွေးမယ်ဒီမှာ2000နဲ့2000နော်900 200 20အဲ့မှာဘာလို့လဲဆိုသူဘေးမှာဒီလိုလေးပေါ်ခဲ့ပြီနော် resistance is correct ဆိုပြီးဒီလိုဘေးမှာပေါ်ခဲ့မှာဖြစ်ပါတယ်တခုခုမြန်ကိုကပြန်မားသွားရင်တော့သူကဒီ select လုပ်ပေးပါပေါ့နော်အဲ့လိုမျိုးပြန်ခိုင်းမှာဖြစ်ပါတယ်နော်အဲ့ဒါဒီမှာမှန်သွားပြီဆိုရင် resistance correct လုပ်မယ်နော်မှန်သွားပြီဆိုအောက်မှာသူကဘာလေးပေါ်ခဲ့မလဲဆိုဒီမှာ insert key ဆိုတာစာလေးပါမယ်အဲ့ဒီ insert key ဆိုတာဒီ key လေးကိုထည့်ခိုင်းတာပဲနော်အမှန်တကယ်လည်းအပြင်မှာဆိုလဲ key ကိုအလိုချပေးရမှာဖြစ်ပါတယ်အဲ့ဒါဒီမှာ key လေးကိုကျမတို့ဘာလုပ်မလဲနှိပ်မယ်နော်အဲ့ကြ insert key ထည့်မယ်နော် insert key ထည့်လိုက်အဲ့ဆိုဒီမှာသူ့အောင်သူကြာသွားမှာနော်အဲ့ဒီမှာကျမ insert key လေးနှိပ်လိုက်တာနဲ့အတူဒီဘက်မှာကြည့်လိုက်တော်လေးအောက်ကျသွားပြီဟုတ်တယ်နော်အဲ့ဒါပြီးဘာလုပ်ရအောင်မလဲဆိုရင်ကျမတို့ဘေးမှာတစ်ချက်ကြည့်ပေးပါဒီမှာသူကrheostat resistant လောက်ရမယ် rheostat resistant အပြင်မှာဆိုရင်လည်းသူ့လေးကိုရွှေ့ရတယ်ကျမတို့ဒီအလဲကောင်မှာထားမလားဒီဘက်ထိရွှေ့မလားပေါ့နော် sorry ဒီမှာဒီဘက်ထိရွှေ့မလားပေါ့နော်ဒီလိုလေးသူကရွှေ့ရမှာဖြစ်ပါတယ်အကြဟုတ်ပြီရွှေ့မယ်သူကတော့ဒီမှာတော့ဒါနဲ့ရွှေ့မှာဖြစ်ပါတယ်ဒီမှာတစ်ချက်လေးလိုက်ကြည့်လိုက်ပါပေါ့နော်ဒီမှာကြည့်လိုက်ရင်ကျမဒီဘက်မှာရွှေ့လိုက်တာနဲ့အတူသူကလည်းလိုက်ရွှေ့လာမှာတွေ့ပါတယ်ဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီတစ်ချက်ရွှေ့ကြည့်မယ် okay ဟုတ်ပြီအဲ့ဒါဒီမှာသူ့ကိုရွှေ့လိုက်တာနဲ့အတူအောက်မှာရှိတဲ့ဂါဗာနိုမီတာတန်ဖိုးက30တဲ့နော်ဗို့မီတာက1ကျော်ရှိတယ်ဟိုဒါဆိုတန်မိုးရသွားပြီဟုတ်ပြီအဲ့ဒါဟုတ်မဟုတ်ကိုသုံးတာဟုတ်မဟုတ်ဆက်တိုးကြည့်လိုက်အောင်ဒီမှာဒီမှာဆက်သုံးလိုက်နော်rheostat resistant ဒိုးတာနဲ့အတူဒီမှာဗို့မီတာကဒီမှာဆိုရင်ကျမတို့15000ကျော်သွားပြီကြည့်လိုက်ဒီမှာ15ကျော်သွားပြီဒီမှာသူဆိုရင်လည်း15ကျော်သွားပြီကြည့်လိုက်သူလည်းနော်သူလည်း15ကျော်သွားပြီနော်အဲ့လိုမျိုးတန်ဖိုးလေးတွေတွေ့ရမှာဖြစ်ပါတယ်နော်အဲ့ဆိုကိုရီးယားဒါလုပ်ပြီးလို့နောက်တစ်ချိန်ဆက်ပြီးတော့မြန်နောက်ထပ်နော်ဂါဗာနိုမီတာတစ်လုံးနဲ့ဆက်ပြီးတော့ run ချင်သေးတယ်ဆိုဘာလုပ်ရမလဲ restart ဆိုတဲ့စာလေးပါပါတယ်သူ့လေးကိုတစ်ချက်ပြန်နှိပ်ပေးပါဟုတ်ပြီနော် restart ချကြည့်ဟုတ်ပြီနော်အဲ့ဒါကျမတို့မှာ restart ချကြည့်ပေးပါမယ် okay အမကြည့်လိုက်အစကိုပြန်ရောက်သွားပြီနောက်ထပ်ဘာပြန်သုံးခြင်းတလဲနောက်ထပ်ဂါဗာနိုမီတာ2နဲ့3မလား3နဲ့3မလားဒီမှာပြန်ရွေးပေးရမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဒါဆိုကျမ experiment ကဒီလောက်ပါပဲရှင်